မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအနက်ဖြန်23ရက်4လ2026တရက်လုံးမှာ23ရက်နေ့ကလည်းနှစ်နဲ့3နဲ့ပေါင်းရှင်း9ခန်းရတယ်ဗျအနက်ဖြန်ကြာသာပတိနေ့လည်းကြာထားတယ်ကြာသာပတိကလည်းဘေးဒီအရနံပါတ်9ခန်းကိုပဲပိုင်ဆိုင်ထားပါတယ်ခင်ဗျ9ခန်းကိုပိုင်တဲ့နေ့မှာဆရာတို့ကကောင်းတဲ့ဂုံတော်ကောင်းတဲ့အလူတန်းကောင်းတဲ့ဌာနလေးတစ်ခုလောက်ထားရင်ဟဲ့ဒီဌာနကုသိုလ်လေးတွေအလူတန်းလေးတွေဒီလိုဂုံတော်လေးတွေပွားလာရင်တစ်နှစ်လုံးအတွက်အကောင်းဆုံးရလေးဖြစ်ပါတယ်ဗျငါးကနန်းဆိုတော့ fight ဆိုတယ်လဲခေါင်းစဉ်ရတဲ့ fight ဆိုတာအောင်မြင်ခြင်းနမိတ်ကိုလည်းပြောထားတယ်ဗျအဲ့ဒီအတွက်ကြောင့်မိတ်ဆွေများမနှက်ပြန်တရလုံးအတွက်မိမိနေတဲ့အိမ်မှာပဲဖြစ်ဖြစ်အပြစ်မှာပဲဖြစ်ဖြစ်တောင်ဘက်အရက်လေးကိုညှနာမှုပြီးတော့တီလောမာလောဇာလောမာလောတိဆိုတဲ့ဂုံတော်လေးကို29ခေါက်တိရုပ်ဖက်ပူဇော်ပေးပါဗျအဲ့လေရုပ်ဖက်ပူဇော်လိုက်တာနဲ့မိမိမှာရှိတဲ့အခက်အခဲတွေအားလုံးပြည့်စုံမယ်စီးပွားရေးလက်လာပါတွေပွင့်လန်းမယ်အတိုက်အခိုက်အနောက်ရှက်တွေကင်းရှင်းမယ်မိမိဖြစ်ရှင်တဲ့လိုရဆန္ဒမှန်တွေများအားလုံးအဆက်ဆက်ရပြည့်စုံစေပါလေဗျနေ့စဉ်လဲရုပ်ဖက်ပူဇော်ပေးပါဗျဆရာကိုယ်တိုင်ကဆရာကိုယ်တိုင်က2019ကလေးကစပြီးနေ့စဉ်ရုပ်ဖက်ပူဇော်နေတာယနေ့ထစ်ပါဗျတောင်ဘက်ကိုမျက်နှာမူပြီးပူဇော်ဖက်ဖို့ကတော့လိုပါတယ်ဗျအဲ့ဒါလေးတော့မမားဖို့အတွက်လိုတယ်မိတ်ဆွေများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဗျာ